ကျွန်တော်စင်မြဲအပေးနေတဲ့ညီကိုတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းတွေနဲ့ပြည့်စုံကြပါစေလို့စွာဆုတောင်းပေးပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့မှာ United ကျွန်တော်တို့ချစ်တဲ့ United ပေါ့နော်ကျွန်တော်တို့ချစ်တဲ့ United ကတော့ကျွန်တော်တို့ကိုအမြဲတမ်းစိတ်ဒုက္ခတော့ပြီးတယ်ပေါ့နော်ဆိုတော့ခါကြတော့ဒီနေ့မှာ United အနေနဲ့ဝူဘာဒန်နဲ့ပေါ့နော်ဝူဘာဒန်ကွင်းမှာပါဆိုတော့အခုလက်ရှိဖွင့်လှစ်မှု United ကနေပြီးတော့ဒီဝူဘာဒန်ကိုတစ်လုံးဆိုရင်30အပေါင်ပေါ့နော်30အပေါင်လေးဖွင့်လှစ်ထားပါတယ်ဒီဖွင့်လှစ်မှုကိုပြောရရင်တော့ကျွန်တော်တို့ဒီဖွင့်လှစ်မှုကမှန်တကယ်ဆိုရင်တော့ကျွန်တော်မှန်တယ်လို့ပဲပြောရမယ်အတိုင်းအတာမျိုးပြဘာဖြစ်လို့ပါလဲဆိုရင်အခုလက်ရှိဒီပွဲကိုမှန်နိုင်မယ်ဆိုရင်ပေါ့နော် Chelsea နဲ့လည်းရလက်တူမယ်ဆိုတော့ပဲလေးနဲ့လည်းရလက်မကွာဘူးပေါ့နော် Chelsea တို့ပဲလေးတို့ဒီအခြေခံပြီးတော့ဒီယူဗန်တန်ကိုဖွင့်ခဲ့တဲ့အနေအထားကိုကျွန်တော်ပထမဦးဆုံးပြောပြချင်ပါတယ်ဆိုတော့ Chelsea အနေနဲ့ကျွန်တော်ပြီးခဲ့တဲ့၄ပွဲလောက်ကပေါ့နော်ယူဗန်တန်နဲ့တွေ့ခဲ့တယ်အဲတော့ကတော့တစ်လုံးတင်းရှုံးလောက်ပြီးခဲ့တယ်ပေါ့နော်တစ်လုံးအရှုံးလောက်ပဲပြီးခဲ့တယ်တစ်လုံးအဲတော့က80ရှုံးလာပါပဲကျွန်တော်မှတ်မိတယ်တခုရှိတာကအဲတော့က Chelsea ကပေါ့နော်ကျွန်တော်ပါမာတော့မပါရင်ပဲကျန်တဲ့လူအစုံပါနိုင်ပါတယ်Chelsea က3-0နဲ့အောင်ခဲ့တယ်ပဲလေးအနေနဲ့ဆိုရင်လည်းကျွန်တော်တို့ဒီယူဗန်တန်ပေါ့နော်အဝေးကွင်းကနေပြီးတော့ပဲလေးကတစ်လုံးဆိုရင်80စာလောက်ပဲပြီးခဲ့တာဖြစ်တယ်ဆိုတော့ပဲလေးကလည်းနိုင်ရခဲ့တယ်ပေါ့နော်ဒီယူဗန်တန်ကိုပြောချင်တာကဒီနေ့ဒီ Chelsea နဲ့ပဲလေးကကိုစီဖွင့်ခဲ့တာ Chelsea ကတစ်လုံး80အရှုံးဖွင့်ခဲ့တယ်ဆိုရင်အဝေးကွင်းကနေဆိုရင် Chelsea အနေနဲ့ကကျွန်တော်တို့ဒီပြားတရားကိုနှိမ့်ပြီးတော့ရော့ပြီးတော့ပြန်ခင်းမယ်ဆိုရင်ပေါ့နော်တစ်လုံး30စာအခုလက်ရှိဒီ United ဖွင့်တဲ့အနေအထားမျိုးကိုဖွင့်ရမယ်ဆိုတော့အရှိမဆိုရင်လည်း United ကကျွန်တော်တို့မထင်မှတ်ထားတဲ့အနေအထားမျိုးတွေပေါ့နော်ပဲလေးကိုမထင်မှတ်ထားဘဲနဲ့ဒီပဲလေးကနေပြီးတော့ level 30လောက်ပြီးပြီးတော့ United ကအနိုင်ရခဲ့တယ်အဲ့လိုမျိုးပေါ့နော်မထင်မှတ်ထားတဲ့ရလဒ်မျိုးတွေမထင်မှတ်ထားတဲ့ဒီအသင်းတွေနဲ့တွေ့ရင်မထင်မှတ်ထားတဲ့ရလဒ်တွေထွက်တတ်တယ်ပြောချင်တာကအသင်းကြီးတွေဆိုရင်ဒီပဲလေးနဲ့တွေ့တဲ့အချိန်မှာခက်ခဲပေါ့နော်ခက်ကစားရတယ်ခက်အနိုင်ရွယ်သို့ပေမဲ့ United ကဒီပဲလေးကိုပေါ့နော်မထင်မှတ်ထားပဲနဲ့ကျွန်တော်တို့နိုင်သွားခဲ့တယ်ဒီအရှိမလဲဒီပဲလေးအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီအာဆင်နယ်နဲ့တွေ့တယ်အာဆင်နယ်ကဘယ်လောက်ဖွင့်နိုင်ခဲ့လဲဆိုရင်အာဆင်နယ်ကတော့ကျွန်တော်တို့တွားပြီးတော့ညှိလို့ရတဲ့အသင်းတော့မဟုတ်ဘူးအာဆင်နယ်ကတစ်ဆင့်မြင့်နေတဲ့အသင်းအာဆင်နယ်နဲ့တော့ကျွန်တော်မပြောတော့ဘူးဆိုတော့ဒီပဲလေးတောင်မှဥပန်နံပေါ်မှာတစ်လုံး80ပေါင်းလောက်ဖွင့်တယ်ဒါပေမဲ့ဒီပဲလေးက United နဲ့တွေ့တဲ့အချိန်မှာ United ကိုဒီပဲလေးကအင်ကွင်းကနေတည်ဆိုရင်30ရှုံးပေါ့နော်ဖွင့်လင်းခဲ့ပြီမဲ့ United ကအောင်သွားခဲ့တယ်ပဲလေးမအောင်ခဲ့ဘူးဆိုရင်ဒါဆိုရင်ပဲလေးတကယ်အောင်ရမယ်ဆိုရင်ပေါ့နော်အင်ကွင်းဖြစ်တာရဲ့ဒီ level 50အရှုံးထက်တော့ပေးကိုပြီးမှရမယ်ဆိုလိုချင်တာကပဲလေးနဲ့ဖွင့်လှစ်မှုတန်းတစ်ခုပေါ့နော် United ကတွားတူနေတယ်လို့အခုလက်ရှိမှာသတ်မှတ်လို့ရတယ်ပြောလို့ရတယ်ဟုတ်ဒါဆိုရင်ကျွန်တော်တို့ပဲလေးဖွင့်ခဲ့တဲ့အနေအထားကိုလည်းကြော်ပြီးပေးရမယ့်အနေအထားကိုလည်းကြော်ပြီးပေးထားတယ်Chelsea ပေးရမယ့်အနေအထားမျိုးလောက်အထိလည်းပေးထားတယ်ပေါ့နော်သို့ပေမဲ့တစ်ခုရှိတာကျွန်တော်တို့ဒီယာဒီပေါ့နော်ဒီယာဒီမှာအဝေးကွင်းစမ်းဆောင်ရည်ကကျွန်တော်တို့ပွဲတိုင်းလို United ကဂိုးတွေပေးနေရတယ်ပဲလေးကိုဂိုးပေးရတာလက်ခံတယ်စပါကိုဂိုးပေးရတာလက်ခံတယ် Forest ကိုဂိုးပေးရတယ်ဒါကတော့ကျွန်တော်တို့အဲ့တော့ကလက်ခံလို့မရဘူး Forest လို့အသင်းနဲ့တွေ့တော့ကတော့မှဒီဘယ်လောက်ပဲဖွင့်လင်းခဲ့လဲဆိုရင်ကိုပေါင်းစည်းရပါတော့နှလုံးအရှုံးလောက်ပဲဖွင့်လင်းခဲ့တာဖြစ်ပါတယ် Forest နဲ့ဒီဟိုနဲ့ဆိုရင်ကျွန်တော်တို့ Forest ကတော့မှကျွန်တော်တို့ပို့ပြီးတော့ကောင်းတဲ့အသင်းမျိုးပါဒါပေမဲ့ဒီနေ့ဟိုနဲ့တွေ့တဲ့အချိန်မှာက3လုံး30ပေါင်းဆိုတာကကျွန်တော်တို့ဘယ်လိုပဲနေမြင့်မားတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ကိုပေါင်းစည်းရပါတော့ဟိုကလည်းနောက်ဆုံး6ပွဲကိုပေါက်ပြောင်းနေတယ်ဆိုတော့Brentford ကိုလည်းကိုတွေပေးခဲ့ရတယ်အဝေးကွင်းတွေမှာပေါ့နော် United ကဒီရာသီမှာအဝေးကွင်းဂိုးမပေးရတဲ့ပွဲဆိုလို့မရှိသေးပါဘူးဆိုတော့အဝေးကွင်းမှာပွဲတိုင်းလိုဂိုးပေးနေရတယ်ဆိုတော့ဒီနေ့နောက်ဆုံး6ပွဲလား5ပွဲလားမသိဘူးပေါ့နော်နောက်ဆုံးကျွန်တော်တို့တပွဲ2ပွဲ3ပွဲ4ပွဲ5ပွဲကိုပေါက်ပြောက်ထားတဲ့ဝူအနေနဲ့ဒီနေ့မှာကိုရနိုင်လို့လားပေါ့နော်အဲ့လိုပြောရအောင်လဲဒီ United ရဲ့ဖွင့်ထားတဲ့
1+30ဆိုတာလည်းနေနေတဲ့အတိုင်းအတာမျိုးတော့မဟုတ်ဘူးပေါ့နော်ဘယ်လိုပဲနေနေပါဒီနေ့မှာတော့ကျွန်တော်တို့United ကိုတော့ယုံသင့်ပါတယ်ယုံသင့်တယ်ကိုလည်းပေါ်သွားမယ်လို့ကျွန်တော်မြင်တယ် 1-2 လောက်ပဲသွားမယ်လို့ကျွန်တော်မြင်ပါတယ် United ပွဲကတော့အဲ့တော့ကျွန်တော်နောက်ထပ်တစ်ပွဲလက်ဆောင်ပေးခဲ့ကြပါတယ်ပီဇာပွဲလေးပါအဲ့တော့ပီဇာနဲ့ဒီအခုလက်ရှိပေါ့နော်တွေ့မဲ့အတင်ပါမာပါပါမာကကျွန်တော်အခုလက်ရှိပုံစံဘယ်လိုဖြစ်နေလဲဆိုတော့သူ့အနေနဲ့ဒီအိမ်ဝင်းဆိုရင်တော့ကောင်းပြီပဲပေါ့နော်ဝေးကွင်းဆိုနည်းနည်းလေးသူကအတက်ကြချမ်းနေတဲ့အတင်မျိုးလို့ပြောလို့ရတယ်ပီဇာကတော့ကျွန်တော်တို့ဒီယာဒီမှာအိမ်ဝင်းပေါ့နော်အိမ်ဝင်းလုံးဝရှုံးပွဲမရှိသေးတဲ့အတင်ဖြစ်ပါတယ်ဆိုတော့ပီဇာကခရိုမိုနစီနဲ့အတူတူတန်းတက်လာတဲ့အသင်းဖြစ်တယ်ခရိုမိုနစီနဲ့တွေ့တော့ကတော့မှပီဇာကသူ့ရဲ့အိမ်ဝင်ကနေပေါ့နော် level 40ရှုံးလာပဲမှတ်မှတ်ရပြီးခဲ့တယ်အဲတော့ကကျွန်တော်လည်းပီဇာကိုရွေးချယ်ပေးခဲ့တယ်ပေါ့ဒီနေ့မှာတော့ဒီပါမာကို level 10ပဲပေးတယ်ဆိုတာကကျွန်တော်တို့လက်ခံပေးလို့ရပါတယ်လက်ခံပေးလို့ရပါတယ်ဆိုတာကဒီခရိုမိုနစီကသူ့ဘာသူတာဒီနှစ်မှာဆန်းဆောင်ရေးကောင်းလို့မလို့အထက်မှာရောက်နေပေမဲ့လည်းပါမာကဒီခရိုမိုနစီနဲ့ဆိုရင်ဖွင့်လှစ်မှုတန်းကပို့ပြီးတော့တောင်မှမြင့်နေတဲ့အနေအထားမျိုးကိုကျွန်တော်တွေ့ရတယ်ဗျဆိုတော့ဒီဟာကဘယ်ဟာကိုကြည့်ပြီးပြောတာလဲဆိုရင်ကျွန်တော်တို့ဒီပါမာကအခုလက်ရှိနောက်ဆုံးပေါ့နော်ဦးရီနီဘီရိုနာ AC ပိုလိုနာရိုမာကိုမိုဂျီနိုအာဒါတွေနဲ့တွေ့ဆုံထားပါတယ်ခရိုမိုနစီနဲ့လည်းတွေ့ဆုံထားပါတယ်ဒါကတော့ကျွန်တော်6လပိုင်းပေါ့နော်6လပိုင်းဖြစ်တဲ့အတွက်ဒါကနည်းနည်းလေးတော့ဝေးသွားပြီအခုလက်ရှိတေးပဲချင်းချက်ရပါတော့အဲ့တော့ကတော့မှကျွန်တော်ပါမာကဒီအဝေးကွင်းနေတဲပုံစံမျိုးပေါ့နော်ဖွင့်လိုက်ခဲ့တယ်အဲ့တော့အခုလက်ရှိဒီခရိုမိုနစီအနေနဲ့ဒီပါမာတွေ့ဆုံထားတဲ့အသင်းတွေပေါ့နော်ပါမာတွေ့ဆုံထားတဲ့အသင်းတွေတွေ့ထားလားဆိုတော့ကျွန်တော်တို့ခရိုမိုနစီကဂျီနိုအာဘိုလော့နာလက်ချီရိုမာဂျူဘင်ပေါ့နော်ဒီလိုမျိုးအသင်းတွေနဲ့တွေ့ထားပါတယ်နောက်ဆုံးပွဲတွေမှာအဲ့တော့ဘယ်လိုပဲနေသူပီဇာနဲ့တော့တွေ့ထားတယ်ပီဇာကခရိုမိုနစီလိုအသင်းကိုတော့မှနိုင်ကစားနိုင်ခဲ့တယ်ပေါ့နော်ခရိုမိုနစီကအဲ့တုန်းကဆိုရင်ကျွန်တော်တို့ဒီဂျီနိုအာကိုအဝေးကနေနိုင်အောင်ကစားနိုင်ခဲ့တယ်နောက်ထပ်ပေါ့နော်ကိုမိုလိုအသင်းကိုတည်ကစားနိုင်ခဲ့တယ်ဘီရိုနာလိုအသင်းကိုတည်ကစားနိုင်ခဲ့တယ်ခရိုမိုနစီရဲ့အဝေးကွင်းอ่ะပေါ့နော်အဲ့တုန်းကကလေးကကောင်းနေတဲ့အနေအထားမျိုးပါဆိုတော့ဒီအတိုင်းတာပေါ့နော်အခုလက်ရှိကျွန်တော်တို့ဘောလောနာလက်ချီရိုမာဂျူဘင်ဂျီနိုအာခရိုမိုနစီရဲ့ဒီကောင်တွေနဲ့တွေ့ထားပါတယ်အဲ့တော့ဘီရိုနာနဲ့ပဲကျွန်တော်တို့လိုက်လို့ရမယ်ပေါ့နော်အနည်းဆက်ဆုံးဘီရိုနာနဲ့တွေ့တော့ကဘီရိုနာနဲ့ပါမာမှာကျွန်တော်တို့ဘီရိုနာကအိမ်ဝင်းရတယ်ပေါ့နော်level ကြရင်တဝက်နှစ်နာရမယ်ဆိုပြီးတော့ဖွင့်လင့်ခဲ့တယ်ဆိုတော့ဒီပါမာကိုအဲ့လောက်တော့ဖွင့်ခဲ့တယ်အဲ့ဒီအရှိကကျွန်တော်တို့ဘီရိုနာအနေနဲ့ပေါ့နော်ဒီခရိုမိုနစီနဲ့တွေ့ခဲ့တော့ကဆိုရင်ဘလောက်ပီဇာပေါ့နော် sorry ပီဇာနဲ့တွေ့ခဲ့တော့ကဘလောက်ဖွင့်လည်ထားလဲဆိုရင်ဒီပီဇာကနေပြီးတော့ဖွင့်တာတော့မဟုတ်ဘူးပလေးပဲပေါ့နော်ဒဲသေးပဲပီဇာအိမ်ဝင်းမှာတောင်မှဘီရိုနာကိုဒဲသေးပဲဖွင့်ခဲ့တယ်အဲ့တော့ဘီရိုနာနဲ့ပါမာမှာကကျွန်တော်တို့ဘီရိုနာကကြေးတန်းမြင့်တယ်ပေါ့နော်ပလေးမြင့်တယ်လို့သတ်မှတ်လို့ရတယ်ဒါဆိုရင်ဒီနေ့မှာပါမာအပေါ်ကိုလည်းဒီဘီရိုနာနဲ့တော့ကလိုမျိုးဒဲသေးဖွင့်လည်မှုကကျွန်တော်တို့မှန်ကန်မှုရှိနေပါတယ်ကိုပေါင်းသေးအရာလဲဒဲသေးမှာ2.30ဆိုတဲ့အနေထားဒီဖွင့်လည်မှုကကျွန်တော်တို့တော်တော်လေးပြော့ပါတယ်မှန်တယ်ပြောရင်ကျွန်တော်ဒီပွဲကို Z11 စီးပဲမှန်းပါတယ်ပီဇာရဲ့ဒီသူ့ရဲ့ပုံစံအတိုင်းပေါ့နော်သူ့ရဲ့အိမ်ဝင်းဖောင်ရဒီနေ့မှာပါမာတော်တော်လေးခက်ခဲကစားရဖို့ရှိပါတယ်ဘာဖြစ်လို့ပါလဲဆိုရင်ခရိုမိုနစီလာဇီယိုတို့လိုအသင်းတွေကိုစီးနေထားမျိုးတွေကစားထားတာဖြစ်တဲ့အတွက်ပါအဲ့တော့ဘယ်လိုပဲနေဒီနေ့ဖွင့်လှစ်မှုအရာလဲမှန်ကန်နေသလိုကျွန်တော်တို့ရလက်လဲစွမ်းဆောင်ရည်လဲကောင်းနေတဲ့ဒီနေ့ကျွန်တော်ကတော့ပီဇာကိုလည်းကြိုက်တယ်ဒါပေမဲ့ကျွန်တော်ပို့ပြီးတော့စစ်ဖြစ်မဲ့ကိုအောက်လေးကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ဗျအဲ့တော့လာဇီယိုကတော့မနေ့ကဘိုလော့နာကိုlevel 20လောက်ပဲပေးခဲ့တယ် CC ပေါ့နော်1-1ပြီးသွားတယ် AC လက်ချီဒါတွေတွေ့ထားတယ်အဲ့တော့ပါမာအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီဘိုလော့နာကိုနောက်ဆုံး၄ပွဲမြောက်မှာပေါ့နော်အိမ်ဝင်းကနေပြီးတော့ဘိုလော့နာကနေပြီးတော့ level 50လောက်ပေးခဲ့တယ်နိုင်ရတယ်ပေါ့နော်အဲ့တော့ပါမာနဲ့ဒီလာဇီယိုကဘယ်လိုနေပါမာကတော့နှိမ့်ပါသေးတယ်ဂျီရန်ကဆိုတော့ခါကျတော့ဒီနေ့မှာ Z1 လည်းဖြစ်သွားနိုင်တယ်ဆိုတာကဒါတွေကြောင့်ပေါ့နော်အဲကြောင့်မလို့ကျွန်တော်အနေနဲ့ဒီပီဇာပွဲကို9အောက်ကိုပဲအနိုင်အပိုင်ဖြစ်ရွေးချယ်ပေးကြပါတယ်ဒီနေ့နောက်ထပ်ကြံတဲ့ပွဲတွေပေါ့နော်နောက်ထပ်ကြံတဲ့ပွဲတွေကိုတော့ကျွန်တော်ရဲ့ဒီ Telegram Channel မှာကျွန်တော်တင်ပေးသွားပါမယ်
အဲ့တော့ channel ကို comment မှာကျွန်တော်တင်ပေးထားပါမယ်ဗျ